သူမရဲ့တလပြည့်မွေးနေ့ပွဲမှာဂန်းလို့ခေါ်တဲ့ဒီကလေးမလေးကစပွဲကြီးကိုမနိုင်ခဲ့ပါတယ်။သူမသူငယ်တန်းကိုရောက်တဲ့အခါမှာတော့သူမခုံလိုက်တာတစ်ချက်တည်းနဲ့လူတိုင်းကမောကြည့်ခဲ့ရပြီးမွန်ဂိုလီယန်စစ်တီတော်တွေကိုတောင်သူမကအလွယ်တကူပဲလွှင့်ပစ်နိုင်ခဲ့ပါတယ်။ဒီမိန်းကလေးရဲ့နာမည်ကကနန်စွန်းပါသူမရဲ့ခွန်အားကသူမအမေရဲ့တွေးတဲ့ကနေမျိုးရိုးလိုက်ဆင်းတက်လာတာပါဘလောက်အထိတမတလဲဆိုတာကိုတော့ဘယ်သူမှအတိအကျမသိပါဘူး။ဒီမိသားစုကအမျိုးသမီးတွေအားလုံးကကြောက်စရာကောင်းလောက်အောင်ကြမ်းတမ်းပြီးမာနကြီးကြပါတယ်။နန်စွန်းရဲ့အမေနာမည်ကခေါခွန်းကြောင်ကျူဖြစ်ပြီးသူကမစ္စတာကန်ကိုအရင်ဦးဆုံးလက်ထပ်ဖို့ဖွင့်ပြောခဲ့တဲ့သူလည်းဖြစ်ပါတယ်။ကြောင်ကျူကမစ္စတာကန်ကိုသူ့အလုပ်ကထွက်ပြီးအိမ်မှာပဲနေလို့ရမလားလို့မေးခဲ့တဲ့သူမကမစ္စတာကန်ကကိုအိမ်မှာပဲနေခိုင်းပြီးသူမကိုယ်တိုင်မိသားစုကိုထောက်ပံ့ဖို့အတွက်အပြင်ထွက်ငွေရှာတဲ့တာဝန်ကိုယူပါမယ်လို့ပြောခဲ့တဲ့ကြောင်ကျူကမစ္စတာကန်ကိုအရန်ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေပိုင်ဆိုင်ရစေဖို့နဲ့မျက်ရည်တစ်စက်မှမကျစေရဘူးလို့လည်းကတိပေးခဲ့တယ်။တိတ်မကြခင်မှာပဲမစ္စတာကန်ဟာအဲ့ဒီဖျားယောင်းတွေးဆောင်တဲ့ချိုးမြိန်တဲ့စကလုံးတွေအောက်မှာကြာရှုံးသွားခဲ့တယ်။ကြောင်ကျူကအခွင့်အခါတင်ပြီလို့တွေးလိုက်တာနဲ့ချက်ချင်းပဲမစ္စတာဒန်နဲ့အတူတူညအိပ်ဖို့ကန့်လန့်လိုက်တယ်နောက်တစ်ခါမြင်ကွင်းကိုပြောင်းလိုက်တော့မစ္စတာဒန်တယောက်ကတင်ပေါ်မှာရှက်ရွံ့စွာလဲလျောင်းနေတာကိုတွေ့ရပါတယ်။ကြောင်ကျူကနောက်တစ်ဆင့်တက်ဖို့စူးစမ်းလိုက်တော့မှပဲသူမကအပြင်မှာအရန်ဆူညံနေတယ်လို့ရုတ်တရက်ခံစားလိုက်ရတာကြောင့်ကတင်ကြီးကိုလက်တစ်ဖက်ထဲနဲ့ချက်ချင်းမှလိုက်ပြီးလှည့်ပက်ပစ်လိုက်တယ်ဒါပေမဲ့မစ္စတာကန်တယောက်ဘာမှမတုံ့ပြန်နိုင်ခင်မှာပဲကြောင်ကျူကကတင်ကိုရေချိုးခန်းတာဒီနေရာမှာထားတာမကောင်းဘူးလို့ခံစားလိုက်ရတာကြောင့်ကတင်ရဲ့နေရာကိုနောက်တစ်ချိန်ထပ်ပြောင်းလိုက်ပြန်တယ်ဒီအချိန်မှာတော့မစ္စတာကန်တယောက်တွေးပြတ်နေပါပြီကြောက်လွန်းလို့ခြေထောက်တွေတောင်မခိုင်တော့ပဲဒူးတုံနေပါပြီဒီနေရာကနေသာချက်ချင်းထွက်ပြေးလို့ရရင်တိတ်ကောင်းမှာပဲဆိုပြီးစိတ်ထဲကနေအတန်ကုန်အော်ဟစ်နေမိတယ်အဲ့ဒီမှာတင်ကြောင်ကျူကချက်ချင်းပဲဝင်ပြောလိုက်ပါတယ်သူကဒါကကျမတို့မိသားစုရဲ့မျိုးရိုးလိုက်ဖြစ်တဲ့ကိစ္စတစ်ခုပါလို့ဝင်ရှင်းပြလိုက်တယ်ပြီးတော့ဒီညဖြစ်တဲ့ညကိစ္စအားလုံးကိုသူမတယောက်တည်းကိုသာဝင်ရှင်းခွင့်ပေးပါလို့တောင်းဆိုလိုက်ပါတော့တယ်စကားပြောပြီးတာနဲ့မစ္စတာကန်တယောက်ကတင်ပေါ်ကိုချက်ချင်းရောက်သွားခဲ့ပြီးတိတ်မကြခင်မှာပဲသူတို့နှစ်ယောက်မှာတားတစ်ယောက်နဲ့သမီးတစ်ယောက်ရလာခဲ့ပါတယ်တလပြည့်မွေးနေ့ပွဲမှာတော့သမီးဖြစ်သူနန်ဆွန်းကစပွဲကြီးကိုခဏလောက်မှလိုက်ပြီးအပြင်ကိုလွှင့်ပစ်လိုက်ပါတယ်ဒါဟာသူမကဒီမိသားစုအမျိုးသမီးတွေရဲ့ထူးခြားတဲ့လက္ခဏာတွေကိုအမွေဆက်ခံရရှိထားမှန်းရှင်းရှင်းလင်းလင်းသိတာနေစေခဲ့ပါတယ်ဒါပေမဲ့တိတ်မကြခင်မှာပဲကံမကောင်းတဲ့အဖြစ်အပျက်တွေရောက်ရှိလာခဲ့တယ်မစ္စတာကန်ကနန်ဆွန်းကိုတပ်ပုံရိုက်ဖို့မွန်ဂိုလီးယားကိုခေါ်သွားခဲ့တုန်းကသူမပျောက်ဆုံးသွားခဲ့တယ်သူကျူးလွန်ခဲ့တဲ့အမှားအတွက်သူပြန်လည်မပေးဆက်နိုင်ခဲ့တာကြောင့်သူ့ဇနီးကိုကွာရှင်းခဲ့ရတယ်ဒီဘက်မှာတော့ကြောင်ကျူကစီးပွားရေးမှာသူမရဲ့ထက်ရှာတဲ့အနံ့ခံအာယုံနဲ့ထူးခြားတဲ့အတွေးခေါ်ပုံမိကိုပြီးကိုရီးယားရဲ့ထိပ်သီးတထေးကြီးတွေရဲ့အဆင့်တန်းတွေကိုအလင်းအမြန်ဝင်ရောက်လာနိုင်ခဲ့တဲ့ကြောင်ကျူကလက်ရှိမှာအပေါင်းဆိုင်တစ်ဆိုင်ကိုဖွင့်လှစ်လုပ်ကိုင်နေပါတယ်အဲ့ဒီနေ့ကဧည့်သည်တယောက်ကသူ့ဘိုးဘွားတွေလီဆန်ရှင်းကိုတိုက်ခိုက်ဖို့သုံးခဲ့တဲ့ဓာကြီးတစ်လက်ကိုငွေလဲလှယ်ဖို့ယူလာခဲ့တယ်ဒါပေမဲ့ဒါကတန်ဖိုးရှိတဲ့ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်တယ်ဆိုတာကိုသက်သေပြနိုင်ဖို့သက်သေအထောက်ထားဒါမှမဟုတ်တမိုင်းဆိုင်ရာမှတ်တမ်းတွေဘာမှမရှိခဲ့ဘူးဒါပေမဲ့ကြောင်ကျူကတော့သဘောကောင်းစွာနဲ့ပဲမိခံတစ်တာကိုဖွင့်ပေးခဲ့ပါတယ်ဒီဖောက်တွေကငွေအများကြီးကိုမြင်လိုက်ရတာနဲ့ချက်ချင်းပဲလောဘတက်သွားခဲ့တဲ့လက်အောက်ငယ်သားကအခြေအနေကိုသဘောပေါက်သွားပြီးကြောင်ကျူကိုဓာတ်တစ်ချောင်းနဲ့ချက်ချင်းချင်းချောက်လိုက်တယ်သူကဂျွန်ကျူကသူ့ကိုယုံမိတာတော်တော်တုံးလို့ပဲလို့ပြောလိုက်တယ်ဒီစကားကသူမရဲ့တီးခန့်နိုင်စွမ်းကိုကျော်လွန်သွားစေခဲ့တာကြောင့်သူမကလက်အောက်ငယ်သားရဲ့ခြေထောက်ကိုအသာလေးနင်းလိုက်ရမှာသူ့ခြေထောက်ကမြေကြီးထဲကိုမြုပ်ဝင်သွားခဲ့တယ်ကြောင်ကျူကသူ့ကိုဘာမှအသုံးမကျတဲ့လူယုံမှလို့အဆက်မပြတ်ဆဲဆိုနေခဲ့တယ်။သူမကပြောလေပိုပြီးဒေါသထွက်လာလေပါပဲဒီလူကိုသင်ခန်းစာတစ်ခုပေးဖို့အတွက်ကြောင်ကျူကသူမရဲ့လက်ချောင်းတွေကိုလက်ဖြစ်လိုက်ပါတယ်။အဲ့ဒီအခါမှာကြီးမားတဲ့ရိုက်ခတ်မှုတစ်ခုကြောင့်ဒီလူရဲ့မျက်နှာတုန်ခါသွားပြီးအရှိသွားနှစ်ချောင်းတောင်ကျွတ်ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့ဒါနဲ့မပြီးသေးပါဘူး။ကြောင်ကျူကဒီလူရဲ့နဖူးကိုလက်ညှိုးနဲ့တောက်လိုက်ပါသေးတယ်။ဒါကသူ့ကိုနေရာမှာတင်ချက်ချင်းတတိလေးမင်းမျောသွားစေခဲ့တယ်။အမှန်တော့ကြောင်ကျူကသူ့သမီးကိုရှာဖွေဖို့ဘယ်တော့မှလက်မလျှော့ခဲ့ပါဘူး။အဲ့ဒီနေ့မှာလက်အောက်ငယ်သားနန်ကီကကဘာတဝမ်းကအသက်10နှစ်ဝန်းကျင်လောက်ရှိတဲ့မိန်းကလေးတွေထဲကအတန်မာဆုံးလူကိုရှာဖွေဖို့တိုင်ပွဲတစ်ခုကျင်းပဖို့ချက်ချင်းအဆိုပြုခဲ့ပါတယ်။စုငွေကတော့ဝန်တန်းတရားအထိဖြစ်ပါတယ်ဒီလိုမျိုးလူစိတ်ဝင်စားမှုများတဲ့ခေါင်းစဉ်တစ်ခုကမိန်းကလေးအများပြားကိုပါဝင်ဖို့စည်ရင်းလာပေးအောင်တေချာပေါက်ဆွဲဆောင်နိုင်ပါလိမ့်မယ်ဒါကြောင့်နန်ဆွန်းကိုရှာတွေ့ဖို့မခက်ခဲတော့ပါဘူးကြောင်ကျူကဒါဟာအကြံကောင်းတစ်ခုပဲလို့ခံစားမိခဲ့တာကြောင့်သူ့ရဲ့အကြံပြုချက်ကိုသူမကသဘောတူလိုက်တာပေါ့တစ်ချိန်တည်းမှာပဲမွန်ဂိုလီးယားနိုင်ငံမှာသူ့ရဲ့ကောင်းတွေအတွက်ကျင်းပတဲ့နှစ်စဉ်နပန်းပြိုင်ပွဲရဲ့နောက်ဆုံးဗိုလ်လုပွဲကိုကျင်းပနေခဲ့ပါတယ်ဒီပြိုင်ပွဲမှာတော့မိတ်ဆာလို့လူသိများတဲ့လက်ရှိချန်ပီယံဘာတာနဲ့အသက်10နှစ်ပဲရှိသေးတဲ့အားကြီးတဲ့မိန်းကလေးတစ်ယောက်ရှင်ပြိုင်ရမှာဖြစ်ပါတယ်ဒါပေမဲ့ပြိုင်ပွဲကအရန်ကိုညင်ညင်တတပဲပြီးဆုံးသွားခဲ့တယ်အဲ့ဒီမိန်းကလေးကဘာတာကိုလက်တစ်ဖက်ထဲနဲ့မှလိုက်ပြီးမီတာ30လောက်ဝေးတဲ့စီကိုလွှင့်ပစ်လိုက်လို့ပါပဲဘာသာကရှုံးတာကိုလက်မခံနိုင်သေးတာကြောင့်အဲ့ဒီမိန်းကလေးရဲ့ခြေထောက်ကနေအဖမ်းခံလိုက်ရပြီးနောက်ဆုံးအဆင့်ပြိုင်ပွဲကွင်းပြင်ဘက်ကိုလွှင့်ပစ်ခံလိုက်ရပြန်ပါတယ်ဒီမိန်းကလေးကတော့အားလွန်ကြီးတဲ့မိန်းကလေးကန်နန်ဆွန်းပဲဖြစ်ပါတယ်ချန်ပီယံဆုကိုရရှိပြီးနောက်မှာတော့နန်ဆွန်းကသူမမှာဘာကြောင့်ဒီလောက်ကြောက်စရာကောင်းတဲ့ခွန်အားတွေရှိနေရတာလဲဆိုတာကိုသိကျင်လာခဲ့တယ်သူမရဲ့မွေးစားမိဘနှစ်ပါးကလည်းသူမကိုဘာမှလှုပ်ဝက်မထားပဲလွန်ခဲ့တဲ့9နှစ်တုန်းကသူတို့နှစ်ယောက်နန်ဆွန်းကိုမျက်ခင်းပြင်ကြီးပေါ်မှာတွေ့ရှိခဲ့ကြောင်းပြောပြခဲ့တယ်ဘာသာစကားကွဲပြားမှုကြောင့်ဒီကလေးမလေးကသူ့အဖေကိုပဲအဆက်မပြတ်ခေါ်နေခဲ့ပေမဲ့သူမရဲ့မွေးစားမိဘတွေကတော့ဒါဟာသူမစီးလာတဲ့မြင်းရဲ့နာမည်လို့အထင်မှားသွားခဲ့ကြတယ်မွေးစားမိဘနှစ်ယောက်ကဒါဟာကောင်းကင်ဘုံကပေးတဲ့ကောင်းချီးမင်္ဂလာတစ်ခုလို့ချက်ချင်းတွေးလိုက်ကြပြီးနန်ဆွန်းရောမြင်းကိုပါခေါ်ဆောင်မွေးမြူဖို့ယူလာခဲ့ကြပါတယ်သူမရဲ့မွေးစားအမေကသူမကိုအဲ့ဒီနှစ်တုန်းကဝစ်ဆင်ခဲ့တဲ့အဝတ်စားတွေကိုပေးခဲ့ပါတယ်နန်ဆွန်းကအဲ့ဒီအဝတ်စားတွေပေါ်မှာကိုရီးယားနိုင်ငံထုတ်လို့ရေးထားတာကိုတွေ့ရှိသွားခဲ့တယ်ဒါကြောင့်အဲ့ဒီအချိန်ကစပြီးသူမကကိုရီးယားနဲ့ပတ်သက်တဲ့ဖြောပြတင်ဆက်မှုတွေကိုအရန်စိတ်အားထက်သန်လာခဲ့တယ်သူမကကိုရီးယားမျိုးသားတစ်ယောက်ကိုလက်ထပ်ပြီးသူ့ကိုကာကွယ်ပေးဖို့ဆုံးဖြတ်ချက်ချထားခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးနန်ဆွန်းဟာကိုရီးယားစကားကိုသူမဘာသာသူစတင်လေ့လာခဲ့ပါတယ်မျက်စိတမိတ်တွင်းမှာပဲ10နှစ်တာအချိန်တွေကုန်လွန်သွားခဲ့ပြီးနန်ဆွန်းတယောက်မိမပြိုလေးတယောက်ဖြစ်လာခဲ့ပါပြီ။သူမရဲ့မွေးစားအဖေကသူ့သမီးကိုကိုရီးယားနိုင်ငံစီအမြန်ဆုံးပြန်သွားဖို့အတွက်အားပေးတိုက်တွန်းခဲ့ပါတယ်။သူမကိုရီးယားကိုပြန်သွားခြင်းအပြင်သူမရဲ့စစ်မြစ်ကိုရှာဖွေနိုင်ရုံတင်မကပဲကိုရီးယားမျိုးသားတယောက်ကိုလက်ထပ်နိုင်မှလည်းဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲအားကြီးတဲ့မိန်းကလေးတွေကိုရွေးချယ်တဲ့ပြိုင်ပွဲကလည်းသူ့ရဲ့10ကြိမ်မြောက်ရာသီကိုကျင်းပနေခဲ့ပါပြီ။ဒီနှစ်မှာတော့ချန်ပီယံဆုကိုရရှိသွားရုံတင်မကပဲဂျောင်ကျူနဲ့ရုပ်ရည်သွင်းပြင်းချင်းအလွန်တူတဲ့မိန်းကလေးတယောက်ပေါ်ပေါက်လာခဲ့ပါတယ်။ဒါကသူမကြောင်ကျူကိုအနှဲငယ်စိတ်လှုပ်ရှားသွားစေခဲ့ပြီးသူ့သမီးကိုရှာတွေ့ပြီလို့အထင်မှားသွားစေခဲ့တယ်ဒါပေမဲ့မစ္စတာကန်ကကြည့်လိုက်တာနဲ့ဒီမိန်းကလေးဟာသူ့သမီးမဟုတ်ဘူးဆိုတာချက်ချင်းသိလိုက်ပါတယ်